လေအချိန်တန်အောင်လူလာမြောက်အောင်နေပူစခါကြိုးစားခဲ့ရတနာရပါလေအမေတီးလေးပွဲဆိုတိုင်းမှာအဖေများအတွက်အာနာမိပြီသားသမီးပေါ်ထားတဲ့မြတ်တာအတူတူပါပဲလေအဖေမရှိလေမှနောင်တမရနဲ့ပြောပြစီလေသားတို့မိသားစုအတွက်အဖေဟာအဖေပါပဲလေရေတိုက်လွယ်မခွာရနေမဲ့အဖေတို့ဘဝတနာရပါလေအချိန်တန်အောင်လူလာမြောက်အောင်နေပူစခါကြိုးစားခဲ့ရတနာရပါလေအမေတီးဖွဲ့ဆိုတိုင်းမှာအဖေများအတွက်အာနာမိပြီသားသမီးပေါ်ထားတဲ့မြတ်တာအတူတူပါပဲလေအဖေမရှိလေမှနောင်တမရနဲ့ပြောပြစီလေသားတို့မိသားစုတွေအဖေဟာအဖေပါပဲစိတ်စားရင်ကြမ်းတမ်းတဲ့အဖေရဲ့လက်တွေသားတို့အတွက်မှာတိုင်းကြီးပါလေလောကလူသားတိုင်းရဲ့အဖေဟာအဖေပါပဲလေအားလုံးလူသားတိုင်းမှာဒီကနှစ်ပါးရှိကြအဖေရဲ့အမေရဲ့လို့ရှိကြတဲ့ထဲမှာအားလုံးသားသမီးတွေအဖေမေစုံလင်သောသားသမီးဆိုတာရှားပါပါပြီတဲ့ကျွန်တော်တို့ဆိုရင်အဖေစိတ်ကြောလည်းမရှိတော့ဘူးအမေနဲ့ပဲနေရတာဖြစ်ပါတယ်အဲ့တော့ပြောနေတာကတော့ဗရောင်းရှင်တွေတော့မိခင်ဖခင်စုံစုံလင်လင်ရှိကြသောသားသမီးတွေအဖေမြတ်တာမိမြတ်တာကိုမသေးခင်မှာစနိုင်ရပါစေမိဘပေါ်မှာတိကျတော့သားကောင်းရတနာသမီးကောင်းရတနာလေးတွေဖြစ်နိုင်ရပါစေအားလုံးကိုလည်းပြည့်တဲ့ကိုလည်းသူကျေးဇူးတင်ပါတယ်ရင်လိုက်လွယ်ပွားရမိမဲ့အဖေတို့ဝတနာရပါလေချိန်တန်အောင်လူလာမြောက်အောင်နေပူစခါကြိုးစားခဲ့ရတနာရပါလေအမေတီးဖွဲ့ဆိုတိုင်းမှာအဖေများအတွက်အာနာမိသားသမီးပေါ်ထားတဲ့မြတ်တာအတူတူပါပဲလေအဖေမရှိလေမှနောင်တမရနဲ့ပြောပြစီသားတို့မိသားစုအတွက်အဖေဟာအဖေပါပဲလေတီးလာရင်သမီးလေးမျက်နှာစိတ်စားရင်ကြမ်းတမ်းတဲ့အဖေရဲ့လက်တွေသားတို့အတွက်မှာတိုင်းကြီးပါလေလောကလူသားတိုင်းရဲ့အဖေဟာအဖေပါပဲလေအားလုံးအဖေပေါ်မှာချင်းမြတ်လို့ကြတယ်ဆိုရင်လက်ခုပ်တန်လေးတော့ကြားနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်